အားလုံးပဲမင်္ဂလာပါရှင်။ຫນွေဦးမော်ကွန် Spring Legend YouTube Channel ကနေຫນွေဦးတိုင်ရရဲ့အခန်းနှစ်ကိုတင်ဆက်ပေးဖို့အချိန်ကြာရောက်လာပါပြီရှင်။အခန်းတစ်မှာကစစ်အာဏာစတင်တဲ့နေ့ကဖြစ်ခဲ့ရတဲ့ခန်းစားချက်တွေနဲ့လူစိတ်အပြောင်းလဲတွေကိုဤတင်စာရဲ့တိုင်ရိုက်ကနေတဆင့်ကျမတို့နားဆင်ခဲ့ရပြီးဖြစ်ပါတယ်။တစ်သက်လုံးကအလုပ်တူလုပ်ခဲ့ထမင်းတူစားခဲ့တဲ့မက်ဆင်စင်ရဲ့ပြောင်းလဲမှုနဲ့အတူကျန်တဲ့လူတွေရဲ့မခံသာတဲ့စိတ်ကိုလည်းသိခဲ့ရပြီးပါပြီ။အခုအခန်းနှစ်မှာရောဤတင်စာဘယ်လိုကြုံဆုံရမယ်ဘယ်သူတွေဘယ်လိုပြောင်းလဲအောင်မယ်ဆိုတာကိုသိနိုင်ဖို့တင်ဆက်ပေးလိုက်ပါပြီရှင်။ຫນွေဦးတိုင်ရ၏အခန်းနှစ်စစ်အာဏာသိမ်းပြီးဒုတိယနေ့မှာဆေးလောကဝန်ထမ်းတွေရဲ့အာဏာဖီဆန်လှုပ်ရှားမှုနဲ့အတူကျမတို့အဖွဲ့လေးကိုရိုက်ခတ်လာတဲ့တဲ့င်းကမလှဝန်ရာထူးတိုးတော့မယ်ဆိုတဲ့ကိစ္စပဲစစ်အာဏာသိမ်းပြီး82နာရီအတွင်းတိုင်းပြည်အတွင်းစုစုပူပူမဖြစ်ခဲ့ရင် United Nations လို့အဖွဲ့အစည်းကပါဝင်ကူညီမယ်ဆိုတဲ့တဲ့င်းစကားတွေညံလာတဲ့နေ့မှာပဲမလှဝန်ရဲ့ရာထူးတိုးကိစ္စကပြောစရာဖြစ်လာတယ်ရာထူးတိုးကိစ္စကိုဒုညွန်မှုအန်ဒီရဲ့နှုတ်ကထုတ်ပြောခဲ့တာဖြစ်ပေမဲ့82နာရီသတင်းစကားကိုတော့ဘယ်သူကစတင်လိုက်မှမသိဘူးဆန္ဒဖော်ထုတ်ပွဲတွေဖြစ်မလာအောင်စစ်တပ်ကတမင်သက်သက်ဝါဒဖြန့်နဲ့စိုက်ဝါဖြစ်လိမ့်မယ်ဆိုတာမျိုးကိုလည်းကျမတို့ချက်ချင်းမစင်စားနိုင်ကြဘူးဒီသတင်းပေါ်မှာတခြားလူတွေဘလို့သဘောထားလဲကျမသိချာမသိကျမရဲ့ယုံကြည်ချက်ကတော့တကယ်ကိုကြီးမားသွားတယ်လူစီကားရနေရာတွေမှာအရှုပ်ကားတွေနဲ့ရဲတွေရောက်နေတာကိုသတင်းစာမျက်နှာတွေထက်မြင်ရကျင်တိုင်းအပြင်မထွက်နဲ့နော်ဆန္ဒမဖော်ထုတ်မှုစေနဲ့နော်82နာရီပဲစောင့်တော့လို့နီးစက်ရာကိုအမြဲတမ်းပေးနေရတယ်အဓိကပြောပြတာကတန့်လင်းသူကမဟုတ်မခံဆက်ဆက်ကျဲလေးဆိုတော့တခုခုဟေ့ဆိုရင်သူ့စီပဲစိတ်ကအရင်ရောက်တယ်တန့်လင်းနဲ့ကျမကဝင်ကြီးဌာနမတူပေမဲ့ကျမဆရာမရဲ့သားဆိုတော့မောင်လေးလိုစောင့်ရှောက်ရမယ်လို့ကျမစိတ်ကဆွဲမှတ်ပြီးသားသူစားကားဆိုဘင်္ဂလားမောင်နှမလိုစောင့်နေကြအခုကျသူလဲငွေကြွေးရင်စားနောက်ဖို့အမှတ်မရသူစားနောက်နိုင်ရင်တော့တန့်လင်းမှာကောင်းမလေးရှိပါတယ်ဟဲလို့တုံ့ပြန်နိုင်မှုကျမမှအင်အားမလုံလောက်တန်လင်းကလည်းကျမစီဖုံးဆက်ပြီးတခုခုလှုပ်ဖို့ပြောနေပြီသူဒီလိုပြောတိုင်းကျမမှပြန်ပြောစရာမရှိဘာလို့ရမှာလဲ82နာရီကိုထိုင်ဆောင်ရုံပဲမဟုတ်ဘူးလား82နာရီပြည့်ရင် UN အဖွဲ့အစည်းကမြေရှိုးလာမှလားမိုးပြန်လာမှလားကျမမသိဘူးသူတို့အကူအညီကိုရလို့ညာညာမျှော်လင့်ရင်စိတ်ကပင်ပန်းဆင်းရဲရတာကိုပဲကျမသိတယ်ကျမတို့အဖြစ်ကတက်ထောက်ခံသူတွေအတွက်လောင်ရဲခြင်းစရာဖြစ်နေမှာပဲဒီကြားတဲ့လူမှုကွန်ရက်ကိုဝူပြန်မခံရင်သုံးမရတော့စစ်အာဏာယူတွေကသူတို့အာဏာသိမ်းတာကိုမဆန့်ကျင်နိုင်အောင်ကျမတို့ကိုအဖက်ဖက်ကနေပိတ်ဆို့ထားတယ်။ VPN ခံတဲ့ကိစ္စကကျမအတွက် online တစ်ခါသုံးတိုင်းတစ်ခါတက်ရတဲ့ပြဿနာအဆင်မပြေလိုက်တာဘဝကလက်ဖမိုးကနေလက်ဖဝါးပဲလှန်ရှားလိုက်တယ်လို့နေချင်းညချင်းပြောင်းလဲသွားလိုက်တာပြောင်းလဲခြင်းတည်တာအဆင်မပြောင်းလဲပဲတည်ရှိမယ်ဆိုတဲ့လောကနေရာမှာကဒီတစ်ခေါက်တော်တော်လေးပြင်းထန်တာမနဲ့လင်းလဲအမောင်ပိတ်နေတဲ့အနာဂတ်နေ့ရက်တည်းလင်းတယ်လို့မထင်ရညဘက်လဲအိပ်ပျော်လားမပျော်လားသိချာမသိဘလို့ဘဝမျိုးကြီးလဲအမေစုအဆင်ပြေရဲ့လားတမနာကြီးအဆင်ပြေရဲ့လားတွေးပူရတာကရင်ခွဲမတက်သွေးသားမတော်ဆက်တဲ့လူတွေအတွက်ငိုရတာခေါင်းအောင်တွေတောင်စွနစ်ကုန်နေဒီလိုအရှင်ဒီမျိုးမှာမလှဝန်ရဲ့ယာတုတိုးကိစ္စပေါ်လာတာကျမအတွက်အဆင်ပြေမနေမလှဝန်ရာထူးတိုးမယ်ဆိုတာကိုဟိုးရင်ကလေးကကျမတို့အရေးအမွတ်သိထားပြီးသားပါအခုလိုအရှင်မန္တလေးကတင်300စီးရုံကလက်ထောက်ဆရာဝန်တွေကအကြမ်းဖက်စစ်တပ်လက်အောက်မှာလုံးဝအလုံးလုံးမဟုတ်ဘူးလို့ကြွေးကြော်ပြီးအာဏာဖီဆန်လှုပ်ရှားမှုကိုစတင်နေချိန်ရောက်မှလာဝန်ကရာထူးတိုးအော်ဒါထွက်တော့မှနော်ကျန်တဲ့လူတွေကလည်းမကြခင်သိရမယ်လို့ဒုညွန်မှုအန်ဒီချုပ်ပြောလာတာကပြောင်မြောင်လုံးနဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်နေတယ်အရင်ကလို့ဆိုရင်အမတက်ဝမ်းသာလာရမယ်ဖြစ်ရှင်မလှဝန်အတွက်ဆိုရင်အမြဲတစေကျမမူတီတာပွားနိုင်တယ်မလှဝန်ကတော်တယ်ထက်တယ်လှုပ်သက်များတယ်ရာထူးတိုးတာကမလှဝန်နဲ့အမှန်တကယ်ထိုက်တန်တယ်ဒါပေမဲ့အခုချိန်မှာအမကိုကျမကွန်ဂရက်မလုပ်နိုင်ကျမတယ်မဟုတ်ဘယ်သူမှအမကိုဝမ်းသာကြောင်စကားမဆိုနိုင်ကြအမမျက်နှာလဲမှိုင်တွေကျမတို့အပြုတ်မှုကြောင့်လားသူကိုယ်တိုင်စိတ်အဆင်မပြေလို့လားမလှဝန်ပဲတေချာသိလိမ့်မယ်ဒီကြားထဲမလှဝန်နဲ့ကျမတို့တွေကြားအကွဲရတစ်ခုစတင်ဖို့အကြောင်းဖန်လာတယ်ဒီအကွဲရကိုဖန်တီးလိုက်သူကမလှဝန်ကိုယ်တိုင်ဖြစ်တယ်ကျမရဲ့ဒဏ်ရာစာပြေမျက်နှာအရာပြောရရင်ဖေဖော်ဝါရီလ3ရက်နေ့မှာ
ညွန့်မှုဒူးညွန့်မှုတွေပါတဲ့လူကြီးဖွဲ့နဲ့မလှဝန်တယောက်တည်းအစည်းအဝေးခန်းမရှိတဲ့စကားတွေပြောကြတယ်အမှန်တိုင်းဝင်ခံရရင်သူတို့ဘာတွေပြောလဲကျမတကယ်သိကျင်တယ်နှုတ်ကတော့အရှုပ်ထုတ်တွေပါမသိချင်ပါဘူးဟဲလို့ထထလေးလေးပြောရတာပေါ့နေ့လယ်စာစားချိန်ရောက်မှဆက်ရည်လေတယ်မလှဝန်ကညွန့်မှုမှလိုက်တာပြောချင်လို့ဆိုပြီးစကားဆလာတယ်တခြားတော့မဟုတ်ပါဘူးအကုန်လုံးအနီရောင် profile တွေပြောင်းထားတာပြန်ပြောင်းပေးဖို့နဲ့ online ပေါ်ဘာမှမတင်ဖို့ပါအစိုးရဝန်ထမ်းဆိုတာတက်လာတဲ့အစိုးရတိုင်းရဲ့ policy နဲ့လုပ်လို့ရမှာတဲ့ကျမအံ့ဩသွားတယ်မျက်လုံးကလည်းမက်ဆင်စင်စီတန်းရောက်တယ်မက်ဆင်စင်ကစစ်တပ်ကခန့်မဲ့ဝင်ကြီးတက်လာရင်ဌာနရဲ့ policy တွေနဲ့လုံလက်စ project တွေတင်ပြဖို့ဆိုပြီးအလုပ်ရှုံနေလေရဲ့ကျမလူသက်တခြားမက်ဆင်စင်အလုပ်များတာဒီတစ်ချိန်တွေ့ဘူးသေးတယ်အရင်ကဆိုယောဂတစ်ခုကိုအကြောင်းပြပြီးကော်ဖီတောက်လိုက်လိုင်းသုံးလိုက်လုပ်နေတဲ့သူ့ကိုအလုံးရှုံနေတာမြင်ရတာစိတ်အဆင်မပြေနေတဲ့ကြားကကိုရည်ရင်လာတာအခုညွန့်မှုကကျမတို့ကိုပါမက်ဆင်စင်လိုနေစေချင်တာလားမပြောင်းနိုင်ပါဘူးဖြိုးကျော်အတန်ကနည်းနည်းစွာတယ်တက်လာတဲ့အစိုးရရဲ့ policy တိုင်းအလုံးလုံးစေချင်ရင်အဲ့ဒီအစိုးရကမဲနိုင်ပြီးလူလူသူလူတက်လာလေဒီရွေးကောက်ပွဲမှာကြံ့ဖွတ်နိုင်တက်ခိုင်နိုင်စန့်ကျင်စကားတခုမပြောဘူးအခုကအနိုင်ကျင့်ခိုးွက်ပြီးတော့အစိုးရလာလုပ်နေတာခွေးတိုးဘက်ကတက်လာတဲ့ဟာတိုင်းကိုဖျားထူးနေစားလားမလှဝန်ကလှုပ်ရှားရှားဖြစ်သွားတယ်ကျမမှဖြိုးကျော်ကိုမနဲ့လက်ကုပ်ပြီးစိတ်လျှော့ခိုင်းရတယ်ဖြိုးကျော်ကလည်းမရဖိနှိပ်ခံရတာကိုဘယ်သူကြိုက်လဲအမကြိုက်လားဖိနှိပ်တာကလွယ်ပြီးတက်မတော်ကတိုင်းပြည်အတွက်ဘာလုပ်ပေးဘူးလဲတိုင်းပြည်အပေါ်ဘယ်တော့ကကောင်းကျိုးပေးဘူးလို့လဲတယံဇာတတွေလည်းကုန်ပြီတိုင်းပြည်ကမွဲပြီးသူတို့ပဲချမ်းသာသွားတယ်ကိုမိုးတောက်ကပါတိုင်းပြည်အပေါ်အာဏာရှင်ရဲ့ကျေးဇူးမူးတို့တောင်ရှုစရာမရှိလို့ဟန်တာဝရီဦးဝင်းတင်နေတဲ့နဲ့ဝင်ပြောတယ်ငါလည်းမှားတဲ့အတိုင်းပြောတာဇွတ်လွတ်ခိုင်းနေတာမဟုတ်ဘူးမလှဝန်ကစူအောင်ပြောတယ်တခဏချင်းမှာပဲမလှဝန်နဲ့ကျမတို့ကြားတဲ့အေးခဲသွားတာကိုခံစားလိုက်မိတယ်အမကညွန့်မှုရဲ့လူဖြစ်သွားပြီထင်ပါရဲ့ကို Facebook profile ကိုတောင်လွတ်လပ်စွာတွင်ခင်းမရှိတော့တဲ့အချိန်လေးပါလားဆိုတာကိုကျမအထိတ်တလန့်နားလည်သွားတယ်ဘယ်လိုလုပ်ရပါမလဲကျမတို့အားလုံးအတွေးကိုယ်စီနဲ့ငြိမ်သက်ကုန်တယ်စန်နီတယောက်သာ BTS ကဘွေကရှော့လိုက်တာဟဲဆိုတာမျိုးပြောနိုင်တယ်ညနေဘက်အထိကျမတို့စကားကိုဟုတ်တိပတ်တိမပြောပြကြစိတ်ကလှိုင်းလေစီနေရတယ်လို့ဟိုးအထက်ထိမြင့်တက်သွားလိုက်အောင်ဆုံးထိနှိမ့်ဆင်းသွားလိုက်အမြင့်တက်ချိန်အသက်တအေးရှိတယ်လို့ပြန်ကြချိန်မှလည်းရင်တပုတ်ပုတ်ရှိရတယ်ည8နာရီထိုးချိန်မှာတန်မုံတီးဖို့ပြင်တယ်အရင်နေ့တွေကတန်မုံတီးချိန်မှာကျမနေတဲ့တိုက်ကဘယ်သူမှမတီးလို့ကျမလည်းမတီးရဲ့ကဘာမကြည့်ဘူးသရှင်းကိုပဲကြက်ကြက်လောင်လောင်ဖွင့်ပြတယ်အခန်းမှာအတူနေတဲ့ဆန်ဒီကလည်းတန်မုံတီးချိန်ဆိုရင်အခန်းတကားကိုလော့ချထားပြီးကြောက်တက်ရှက်ဒီနေ့တော့စိတ်အဆင်မပြေတာကိုတန်မုံပေါ်ပဲပုံချလိုက်မယ်မင်းအောင်လိုက်ရဲ့မျက်နှာကိုတန်မုံပေါ်မြင်အောင်ရင်အားပါတရတိချလိုက်မယ်အစကတန်မုံတီးတာကိုကျမသိတဲ့ဘောမတူချင်ဘူးဒါပေမဲ့စစ်မိတ်စာတွေကိုဘယ်နည်းနဲ့မဆိုလက်မခံကြောင်ပြဖို့လိုတယ်ဆိုတဲ့အတိအကျသာလက်ခံဖြစ်တယ်စစ်တပ်ကလည်းအတိတ်နဲ့မိတ်တွေကိုယုံကြည်တတ်တဲ့ဟာတွေကြီးစုနေတာဆိုတော့တန်မုံတီးတာကိုနာစာလေးမှတ်ကြတယ်ဒါကအလူလူတွေကိုရွန်ရှာဆက်ဆုပ်ရောင်ကျမတို့ပြသနိုင်တဲ့နည်းတစ်မျိုးပဲမဟုတ်လားတိုက်ခန်းဝရန်တာကိုကျမထွက်တယ်ဘယ်သူမှမတီးလဲကျမတီးမယ်လက်ထဲကတုပ်ချောင်းနဲ့တန်မုံထိမိတဲ့အတန်ခပ်ပြင်းပြင်းကကျမနှလုံးသားကိုပါထိခိုက်နာကျင်စေတယ်တီးရင်ကကျမငိုချင်လာတယ်စစ်မိတ်စာတွေထွက်သွားကြစမ်းလို့ကျမအော်ဟစ်မိတန်းချင်လာတယ်တန်ပုံးတီးရင်ကျမနင်းနဲ့တဲတဲငိုဆိုင်မိတယ်လက်ချောင်းတွေကလည်းတဆစ်စစ်နာတယ်ငိုကြွေးရင်တီးခတ်ရင်ကိုယ်ခံစားချက်နဲ့ကိုနှိမ့်ဝင်နေတာနဲ့ကျမပတ်ဝန်းကျင်ကိုချက်ချင်းသတိမထားမိဘူး10မိနစ်လောက်နေမှတစ်ဖက်တိုက်ဝရန်တာကဆူဆူရဲရဲမျက်ဝန်းတစုံကိုသတိထားမိတယ်မလှဝန်သူ့အကြည့်တွေကတမျိုးပဲဘလို့ပါလို့မပြောတတ်ပေမဲ့ပုံမှန်တော့ဟုတ်မနေကျမဖျန်းကနေကြက်တီးထားသွားတယ်အိတ်ခမ်းထဲပြန်ရောက်တဲ့အထိထိတ်လန့်ခြင်းကကျမနဲ့အတူကပ်ပါလာတယ်အဲ့ဒီနေ့ရဲ့တန်ရာရေးစာမျက်နှာထက်မှာမလှဝန်ကြောင့်ငါတော့ဒုက္ခရောက်ပြီထင်ပါတယ်ဆိုတာကိုတခုတ်တရထည့်ရေးပြလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးသွားတာကျေးဇူးတင်ပါတယ်ရှင်။ဤတင်စာနဲ့မလှဝန်ပါဆက်ဖြစ်မှာလဲလင်းတန်ရောပါဆက်လုံးမှာလဲတည်နိုင်ဖို့အခန်း3ကိုစောင့်မျှော်ပေးကြပါအောင်နော်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။